ရောအားလုံးလာပါဒီနေ့မှာတော့ကိုမရှိရဲ့ level နဲ့ Ranger Price Skin ကိုရနိုင်မလားဆိုတာတွက်ပြပေးကြမှာဖြစ်ပါတယ်။ကိုကြီးတွက်ပြပေးမဲ့တဲ့မှာတော့ Diamond 53ရဲ့ test မှာပါအောင်ပါနော်။ကျန်တဲ့ဟာလေးနဲ့ပဲတွက်ပြပေးမှာဖြစ်ပါတယ်။ mission လေးကတော့ daily login ရယ်နောက်ပြီးတော့တပွဲဆော့ပေးရမယ်။နောက်ပြီးတော့တစ်ခါ share ရမယ်။နောက်ပြီးတော့ပြိုင်ပွဲတွေကိုကြည့်ရမယ်တစ်ခါခံမှရမယ်ဒါပါပဲ။ကျွန်တော်တစ်ရက်ကို450 250နဲ့အကုန်ပေါင်းတော့1140ရပါတယ်။အဲ1140ရဆက်ကြီးရဲ့ကျန်သေးရဆိုတော့အဲဆက်ရှိရပြသွားရင် level 2000ကျော်ရမှာဖြစ်ပါတယ်အခု level 60ဆိုတော့အဲဆက်ရှိရပြသွားလို့ချင်းကို level 80ပေါ့နော် F7 price skin ကlevel 85မှာရမှာဆိုတော့ level 55ဆိုရင်အေးမိပါတယ်ဟိုင်တော့တဲ့မှာ event နေရာရမှာတော့နောက်ပြီးတော့ cash ခံမှပြီးရတဲ့ဟာတွေကနေပြီးတော့ point လေးရအောင်မှာဖြစ်ပါတယ်အကျော်53 52တို့တော့မှရရင်ရမှာပေါ့နော်ကျော် easy ပါပဲနောက်တစ်ခုကကျော်မုံတော့ ESP အများကြီးရအောင်လူတိုင်းလုံးနေတဲ့အဲ့ဒါတခုပြင်လိုက်ပြီပေါ့နော်အဲ့ဒါတော့ M5 တို့ M6 တို့လူတိုင်းလုံးနေကြတခုပေါ့နော်ပွဲတရားဆိုရင် ESP အများကြီးရမှာပေါ့နော်အဲ့ပွဲတရားအတွက်လူတွေကကြောBrawl ပါတီသွားပြီးတော့3မိနစ်နဲ့ surrender ပါတယ်အခုတော့အဲ့ဒါကိုပယ်လိုက်ပြီပေါ့နော်အဲ့ပွဲ3မိနစ်နဲ့အပ်လိုက်တဲ့ပွဲကိုပယ်ပါတယ်အကျော် Pro ကအနည်းဆုံး9မိနစ်လောက်မှအဲ့ challenge ပြီးမှာပေါ့နော်ဒါတော့ဒီလောက်ပဲပေါ့နော် Pro ကကျွန်တော်တနေ့ video သဘောကျရဲဆိုတော့ like subscribe လုပ်ခဲ့ပေးပါအောင်လို့ပြောကြရင်းနဲ့ video လေးကိုဆုံးသက်ပါတယ်ဒါပါပဲ